လူဘဝရတာချင်းတူတာတောင်မှနေတတ်တဲ့သူကပို့ပြီးတော့စိတ်ချမ်းသာရတယ်တရက်မှာ24နာရီရတာချင်းတူတာတောင်မှအသုံးချတတ်တဲ့သူကပို့ပြီးတော့အကျိုးရှိတယ်ဘဝမှာစိတ်ထားတတ်တဲ့သူကအစင်မပြေမှုတွေနဲ့ကြုံလဲစိတ်ချမ်းသာအောင်ထားတတ်တယ်စိတ်ချမ်းသာအောင်နေတတ်တယ်တကယ်တော့လူတိုင်းမှာအတွေးကိုယ်စီအပူကိုယ်စီတွေနဲ့ပါဒါပေမဲ့အဲ့ဒီအတွေးတွေကိုထိန်းနိုင်တဲ့သူအပူတွေကိုအေးအောင်ငြိမ်းနိုင်တဲ့သူကအေးချမ်းမှုကိုပို့ပြီးတော့ရသွားတာပေါ့ဘာမဟုတ်တဲ့သူတွေအတွက်လည်းစိတ်ညစ်မခံပါနဲ့ဘာမဟုတ်တဲ့အကြောင်းအရာအသေးဖွဲလေးတွေကိုခေါင်းထဲကိုထည့်မထားပါနဲ့အခုမဟုတ်ရင်တော့မှအချိန်တိုင်းတာတစ်ခုမှာတော့တောင်းလဲခြင်းပြောင်းလဲသွားမှာပါပြီးခဲ့သမျှကိစ္စတွေကိုဒီနေ့မှပဲခြံထားခဲ့ပါမနှက်ဖန်ထိတိမ်မသွားပါနဲ့သူ့ကြောင့်ငါကြောင့်လို့မတွေးပဲနဲ့ဖြစ်သမျှအကြောင်းအရာတွေဟာဖြစ်တဲ့လို့ဖြစ်တာပဲဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုပြီးတော့တွေးလိုက်ရင်အဲ့လိုတွေးနိုင်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အေးချမ်းမှုကိုရရှိသွားကြတာပါပဲ